OK， ကျွန်တော်ဒီနေ့ကျွန်တော်ထိုင်းနိုင်ငံဆိုင်ရာမြန်မာလူသမားတန်ရာရှိဥပမာကိုကျွန်တော်တို့မြင်းလူတွေကျောင်းတွေကတော့ကျွန်တော်ယမန်22ရက်နေ့ဆိုရင်တော့เนาะဒီတို့မှာတန်ရာရှိယောဂနေပြီးတော့မှသတင်းထုတ်ပြန်လာတဲ့ထိုင်းနိုင်ငံမှာရောက်ရှိလုံးလုံးကင်နေတဲ့အထောက်အထားရှိတော်လဲပေါ့เนาะအကြောင်းတစုံတရာကြောင့်အကြောင်းမျိုးကြောင့်ဘယ်လိုပြောမလဲအထောက်အထားမဲ့ဘဝကိုရောက်သွားတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့နောက်ပြီးသွားရင်အထောက်အထားလုံးဝမရှိသေးတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုပေါ့နော်ဒီထိုင်းမြန်မာနိုင်ငံအစိုးရကနေပြီးတော့မှဒီညီလူမျိုးကရွှေ့ပြောင်းတပ်သိက္ခာလက်မှတ်လို့ခေါ်တဲ့ဒီ CI စာအုပ်တွေကိုပေါ့ထုတ်ပြီးတော့မယ်လို့ကျွန်တော်တို့သိထားပါတယ်အဲ့လိုထုတ်ပြီးတော့မယ်ဆိုတဲ့နေရာမှာဒီအုပ်စုနှစ်စုမတူညီတဲ့ဒီပေါ့နော်အထောက်ထားရှိပြီးတော့ထောက်ထားမဲ့သွားတဲ့လူတွေအနေနဲ့ CI ရှောက်မယ်ဆိုရင်ညီကဲ့သို့ရှောက်ထားရမလဲဆိုတာရဲ့နောက်ပြီးရင်အထောက်ထားလုံးဝမရှိတဲ့လူတွေ CI စာအုပ်ရှောက်ထားမယ်ဆိုရင်လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ရှင်းလင်းပြကြပေးပါခင်ဗျာကျွန်တော်နှစ်ပိုင်းရှင်းလင်းပါမယ်ပထမပိုင်းအနေနဲ့ကတော့အထောက်ထားပေါ့နော်အထောက်ထားမရှိတဲ့အပိုင်းကိုကျွန်တော်ရှင်းပါမယ်အထောက်ထားမရှိတဲ့အပိုင်းကတော့ထိုင်းနိုင်ငံလုပ်ငန်းရှင်ပေါ့လုပ်ငန်းရှင်ရနေမှာအလုပ်သမားသူ့ရဲ့အလုပ်သမားမှန်ကန်ပါတယ်ဆိုရင်ထိုင်းနိုင်ငံမှာယခုပေါ့နော်24ရက်နေ့ကစပြီးတော့15ရက်အတွင်းနော်15ရက်အတွင်းဆိုတော့အခုကျွန်တော်24ရက်9လ2019ကနေမှ9ရက်10လ2019ဒီလိုစင်းကောက်ပါမယ်စခန်းပေါင်း69ခုမှာကောက်ပြီးတဲ့အချိန်မှာလုပ်ငန်းရှင်ရမှန်တဲ့အလုပ်သမားနဲ့လုပ်ငန်းရှင်မှန်ကန်မှုရှိတယ်ဆိုရင်သူတို့အနေနဲ့အထောက်ထားစာရွက်ထုတ်ပေးပါမယ်အဲ့အထောက်ထားစာရွက်ကိုသက်ဆိုင်ရာကျွန်တော်တို့7-11ပေါ့နော်ငွေသွင်းကောင်တာတွေကျွန်တော်ဖွင့်ထားပါတယ်အဲ့ငွေသွင်းကောင်တာမှာသွားရောက်ပြီးတော့အလုပ်သမားတွေဘတ်300ပေးပြီးတော့အဲ့ဒီကနေမှထောက်ထားစာရွက်ပေါ့နော် pay slip လို့ခေါ်တဲ့အဲ့ slip ပေးပါမယ်အဲ့ slip နဲ့ကျွန်တော်တို့ကသက်ဆိုင်ရာသူပေါ့နော်မဟာတိုင်း1မှာလုံးမှာလား2မှာလုံးမှာလားစူပရာကမှာလုံးမှာလားရနောင်းမှာလုံးမှာမဲဆိုင်မှာလုံးမလားသူရဲ့စကန်တွေကျွန်တော်သတ်မှတ်ထားတဲ့စကန်တွေရှိပါတယ်အဲ့စကန်တွေမှာသူတို့သွားပြီးတော့ CI စာအုပ်ထုတ်ကြမှာ CI စာအုပ်အခုထုတ်တဲ့အချိန်မှာလည်းကျွန်တော်ဒီဘက်ပိုင်းဆိုလို့ရှိရင်သူရဲ့ work permit visa နော်နောက်တစ်ခုကကျန်းမာရေးစစ်တာဆိုတော့ဗိတ်တဲ့တခါတည်းပြီးအောင်လို့ one stop အနေနဲ့ကျွန်တော်တို့အခု18ရက်ပေါ့နော်18ရက်နေ့မှာ18ရက်8လ2019ဆိုရင်အကုန်လုံးသူတို့သက်ဆိုင်ရာနိုင်ငံရဲ့ထိုင်းလူသမားဌာနထိုင်းတော့ကထိုင်းကျန်းမာရေးစစ်တဲ့အဖွဲ့တပြိုင်တည်းထိုင်ပြီးတော့ဆောင်ရွက်ပေးပါမယ်နောက်တစ်ခုနံပါတ်1အနေနဲ့ကျွန်တော်ပြောရရင်နံပါတ်အပိုင်း2ပေါ့နော်အပိုင်း2အနေနဲ့ဆိုရင်ခဲအောင်စာအုပ်တွေခဲအောင်စာအုပ်တန်းကုံဝါတွေနောက်ခဲအောင်စာအုပ်အနီအောင်စာအုပ်တန်းကုံဝါတွေနောက်ဝတ်ပါမယ်ဟိုပေါ့နော်ဟိုဟာတရားတတိဆိုတဲ့ဘတ်တွေတန်းကုံဝါတွေရှိပါတယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကသက်ဆိုင်ရာနိုင်ငံနဲ့ကျွန်တော်ညှိနှိုင်းပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာလဲဆိုတော့15ရက်8လနော်2019မှာစပြီးတော့သူတို့ဒီအဲ့စာအုပ်ကိုသက်ဆိုင်ရာကုမ္ပဏီနဲ့စာအုပ်ကိုပြပြီးတော့သက်ဆိုင်ရာ7-11မှာသူတို့ငွေ300တွင်သွင်းပြီးသွားလို့ရှိရင်သူတို့သက်ဆိုင်ရာ CI scan တွေမှာသွားပြီးတော့ CI စာအုပ်ထုတ်လို့ရပါတယ်နော်အဲ့ဒါတည်းတပြေးညီပဲပေါ့နော်ကျွန်တော်တို့31ရက်3လ2018ထိကျွန်တော်ဗီဇာခိုင်းရနေမှာပေးမှာဖြစ်ပါတယ်အရင်ရခိုင် CI စာအုပ်ထုတ်နီးတူဗီဇာတက်တန်းပေးထားမှာဖြစ်ပါတယ်ထပ်မှန်ပြီးတော့တိုးဖို့အတွက်ကိုတော့နှစ်နိုင်ငံကျွန်တော်တို့ညှိနှိုင်းထားရတဲ့အကြမ်းမြင့်ညှိနှိုင်းထားရရှိပါတယ်ဒါနှစ်နိုင်ငံထပ်မှန်ပြီးတော့အစည်းအဝေးမှာဆုံးဖြတ်ချက်လေးတွေကျွန်တော်နှစ်နိုင်ငံလူကြီးအကြီးအကဲတွေနဲ့အစည်းအဝေးလုံးတဲ့အချိန်မှာထပ်မှန်ပြီး2နှစ်တိုးမလား1နှစ်တိုးမလားဆိုဒါကျွန်တော်ပြန်ပြီးတော့တောင်းဆိုတဲ့အချိန်မှာသူတို့ကလည်းဆောင်ရွက်ပေးဖို့ရှိပါတယ်အဲ့အတွက်ကိုကျွန်တော်တို့အနေနဲ့ဒီဘက်ကလည်းကန့်လန့်ထားပြီးသွားပါပြီထိုင်းဘက်ကလည်းတိုးဖို့တွေအစီအစဉ်တွေရှိပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်ပူးပေါင်းပြီးဆောင်ရွက်နေတဲ့အတွက်ဒါနိုင်ငံကပတိအနေမှာပြန်ပြီးတော့ချပေးနေချိန်မှာထိုင်းနိုင်ငံရဲ့ကပတိအနေမှာချပေးနေချိန်မှာ1နှစ်လား2နှစ်လားဆိုတော့ကျွန်တော်အဲ့ချိန်ကျရင်တိတိကျကျကျွန်တော်ကြီးညာကိုပြီးသွားပါဟုတ်ကဲ့ဒီအခုလုံနေတဲ့ဒီပန်းရောင်ဘတ်သမားများနီးတူပေါ့နော်သူတို့လည်းပဲဒီဗီဇာရရှိမှုကတော့ဒီအခုလက်ရှိအခုမကြခင် CI စာအုပ်လုပ်ခွင့်ရတော့မယ်အထောက်အထားမရှိတဲ့လူတွေပြီးသွားရင်အကြောင်းမျိုးကြောင့်အထောက်အထားမဲ့သွားတဲ့လူတွေလည်း CI စာအုပ်လုပ်မယ်ဆိုလို့ရှိရင် CI စာအုပ်လုပ်တဲ့အခါပေါ့ရရှိလာမယ့်ဗီဇာကအခုလက်ရှိလုပ်နေတဲ့ပန်းရောင်ဘတ်သမားများနီးတူပဲဗီဇာရရှိမှာဖြစ်ပါတော့ခင်ဗျာမှန်ပါတယ်ပန်းရောင်ဘတ်လက်ရှိပေါ့နော် CI စာအုပ်ကျွန်တော်တို့ထုတ်ပေးထားတာဆိုရင်2,350,000လောက်ရှိပါပြီအဲ့ဒီနီးတူပဲသူတို့လည်းဗီဇာတူပေးမှာဖြစ်ပါတယ်ကဲဗီဇာကုန်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့ဘယ်လိုဒီလုပ်သမားတွေအစီအစဉ်တွေကချမှတ်ထားတယ်ခင်ဗျာ
ဗီဇာအခုတတန်းကုန်ကန်ဒီပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတော့ထိုင်းနိုင်ငံထုတ်ပြန်ထားတော့30/3/2018မှာကျွန်တော်တို့အခုထုတ်ပေးထားတဲ့ဟိုတရားတတိခေါ်တဲ့ဘတ်ပေါ့နော်ဘတ်တွေနဲ့အတူတူပဲထပ်မှန်ပြီးတော့တိုးမြင့်ပြီးတော့ဗီဇာပေးဖို့အတွက်ကိုနှစ်နိုင်ငံကျွန်တော်တို့အစိုးရချင်းပြန်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ဆွေးနွေးပြီးတဲ့အချိန်မှာကျွန်တော်တရားဝင်ကြီးညာပေးသွားပါမယ်တစ်နှစ်တိုးပေးမှာလားနှစ်နှစ်တိုးပေးမှာလားဆိုတော့နှစ်နိုင်ငံမှာကျွန်တော်ဆွေးနွေးပြီးတဲ့အချိန်ကျမှကျွန်တော်တို့တရားဝင်ကြီးညာပေးတော့ ဟုတ်ကဲ့နောက်တစ်ချက်ပေါ့နော်ကျွန်တော်မေးချင်တာကလက်ရှိတက်တံမကုန်သေးတဲ့ဒီကျွန်တော်အနီရောင် passport သမားရဲ့ခရမ်းရောင် passport သမားတွေဆိုပြီးတော့ရှိတယ်ပေါ့နော်သူတို့ကြတော့ဒီစာအုပ်တက်တံကုန်ပြီးသွားရင်ဘာတွေဆက်လို့ရမယ်ဆိုတာကိုပြောကြားပေးပါအောင်ခင်ဗျာ အဓိကတော့သူတို့အနေနဲ့စာအုပ်ကုန်သွားတော့မယ်အခုပေါ့နော်လက်ရှိခရမ်းရောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ဗီဇာကျန်တဲ့ဟာတွေရှိပါတယ်3လပိုင်းလောက်ဒီကုန်ဖို့ဆိုကျွန်တော်တို့ကြားထားတာတွေရှိပါတယ်အဲ့ဒါတွေကတည်းကတစ်ခုကသူက CI လမ်းစဉ်ကိုသွားမလားကျွန်တော်နိုင်ငံလေးကြီးနေချင်းကျွန်တော်အနေနဲ့နော်နိုင်ငံမှာဆွေးနွေးကြီးနေချင်း CI လမ်းစဉ်ကိုသွားမလားဒါမှမဟုတ် MOU လမ်းစဉ်ကိုသွားမလားတစ်ခုမှတစ်ခုလောက်ရမှာဖြစ်ပါတယ် MOU လမ်းစဉ်ကိုသွားမယ်ဆိုတော့ MOU လမ်းစဉ်နဲ့ပြန်သွားဖို့ CI နဲ့သွားမယ်ဆိုတော့ CI စာအုပ်ပြန်ထုတ်ဖို့ဒါတော့ကျွန်တော်ပြန်ပြီးတော့ဆွေးနွေးပြီးတဲ့ချိန်မှာကျွန်တော်ပြန်ပြီးကြီးညာပေးသွားပါမယ် ဟုတ်ကဲ့ခင်ဗျာယနေ့လက်ရှိထိပေါ့နော်ဒီ CI စာအုပ်ပြုလုပ်ပြီးသွားတဲ့အလုပ်သမားဥယျာဉ်ဘယ်လောက်ရှိပြီလဲခင်ဗျာ အခုကျွန်တော်လက်ရှိပေါ့နော်21ရက်နေ့ဆိုရင်2,200,000ကျော်သွားပါပြီလက်ရှိ23ရက်နေ့အပါဝင်ဆိုရင်တော့ကျွန်တော်တို့ပါတယ်ဆိုတော့2,350,000ဝန်းကျင်မှာရှိပါပြီ ဟုတ်ကဲ့ပါအလုပ်သမားတန်ရာရှိတယောက်အနေနဲ့ပေါ့နော်ဒီကျွန်တော်နောက်ဆုံးအနေနဲ့ဒီထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုဗာများပြောချင်ပါတယ်လေခင်ဗျာ ဒီကတော့ထိုင်းနိုင်ငံဥပဒေအရပြန်သွားတာလို့နောက်တစ်ခုကလက်ရှိရှိနေတာလို့ကျွန်တော်တို့လက်ရှိပေါ့နော်ဒီမှာအခု CI scan တွေဆောင်ရွက်ပေးနေတာရှိပါတယ်ထပ်မံပြီးကျွန်တော်တို့ CI scan တွေကိုတိုးချဲ့ပြီးဖွင့်ဖို့လည်းကျွန်တော်တို့မှာရှိပါတယ်နောက်ရေဘတ်တို့ကုန်းဘတ်တို့ဒါကျွန်တော်တို့တရားဝင်နဲ့ကျွန်တော်တို့ထုတ်ပြန်သွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ထုတ်ပြန်တဲ့ဟာပေါ်ကိုကြည့်ပြီးတော့မှလူသမားတွေအနေနဲ့လည်းပြန်ပြီးတော့ကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်ပြီးတော့လှုပ်ဆောင်သွားပေးဖို့လိုချင်ပါတယ်